မင်္ဂလာပါဆရာတို့ဒီဗီဒီယို lesson က unit 10ရဲ့ lesson 4ပါဒီ lesson 4ရဲ့ကောင်းစဉ်က a sports star I like အဓိပ္ပာယ်ကကျွန်တော်နှစ်သက်တဲ့ကျွန်တော်သဘောကျတဲ့လေးစားတဲ့အားကစားသမားကျေပွန့်တစ်ယောက်ပေါ့နော်ဒီအကြောင်းကိုဆရာတို့တွေလေ့လာကြည့်မယ်ဆိုတော့ဒီသင်ခန်းစာမှာဆိုလို့ရှိရင်နှစ်ပိုင်းပထမတစ်ပိုင်းကကျတော့ a sports star အားကစားကျေပွန့်တစ်ယောက်ရဲ့အကြောင်းအားကစားကျေပွန့်ဆိုတာကကိုရွာကိုရက်ကိုမြို့ကိုကျောင်းနော်စသဖြင့်ဘယ်သူလဲဒီအားကစားကျေပွန့်ကိုနှစ်သက်တဲ့အားကစားသမားကဘယ်သူလဲဆိုတဲ့အကြောင်းလေ့လာမယ်နောက်တစ်ပိုင်းမှာကျတော့ favorite sports ကိုနှစ်သက်တဲ့အားကစားတွေအကြောင်းပေါ့နော်ကိုနှစ်သက်တဲ့ကိုအားကြတဲ့လေးစားတဲ့အားကစားသမားတစ်ယောက်အကြောင်းကိုနှစ်သက်တဲ့အားကစားအကြောင်းကိုဆရာတို့တွေနှစ်ပိုင်းလေ့လာကြည့်မှာဖြစ်တယ်အဲ့တော့ဆရာတို့တွေ lesson 4ဖြစ်တဲ့အတွက်ပါအပိုင်းလဲ writing ပိုင်းပေါ့နော် Okay ဒါဆိုရင် exercise number 1A လေးကြည့်အောင် Think of a sports star from your school, town or country အားကစားသမားကျေပွန့်တစ်ယောက်အကြောင်းတွေးရမယ်ဒီအားကစားသမားဆိုတာက from your school မင်းတို့ကျောင်းကရှိတဲ့အားကစားသမားလည်းဖြစ်ချင်းဖြစ်မယ်စာသင်ကျောင်းမှာဆိုရင်တငယ်ချင်းတွေအားကစားတော်တဲ့တငယ်ချင်းတွေအများကြီးရှိတယ်အဲ့ဒီအားကစားမှာတော်တဲ့တငယ်ချင်းတွေအများကြီးတဲ့ကတယောက်အကြောင်းတွေးမယ်တို့ရီမကိုမျိုးမှာရှိတဲ့အားကစားသမားကိုနိုင်ငံအတွင်းမှာရှိတဲ့အားကစားသမားတယောက်အကြောင်းကိုတွေးပြီးတော့ answer the following questions answer the questions ဘလို့အောက်မှာပေးထားတဲ့ question တွေကိုဖြေခိုင်းတာပေါ့နော်အဲ့တော့ကျတော့ number 1 question လေးကြည့်အောင် who is he သူနာမည်ကဘသူလဲတဲ့ကိုเจ้าမှာရှိတဲ့အားကစားမှာတော်တဲ့သူတယောက်တွေးကြည့်ပါကိုမျိုးမှာရှိတဲ့ကိုနိုင်ငံအတွင်းမှာရှိတဲ့ကိုသဘောကျနှစ်ချိုက်တဲ့နှစ်သက်တဲ့အားကြတဲ့အားကစားသမားတယောက်ကိုတွေးကြည့်ပါသူနာမည်ဘသူလဲတဲ့ဒီနေရာမှာဆိုလို့ရှိရင် who is she အားကစားတော်တဲ့သူကကောင်လေးဖြစ်ချင်းဖြစ်မယ်ကောင်မလေးဖြစ်ချင်းဖြစ်မယ်ကောင်လေးဆိုကြပါစို့နော်ဒီမှာတော့နှစ်မျိုးပေးထားတယ်ပေါ့နော်အဲ့တော့ who is he သူနာမည်ကဘသူလဲတဲ့ဆိုကြပါစို့ဆရာတို့တွေကသူ့နာမည်ကအောင်ဆိုလို့ရှိရင် he is on ဒီလိုမျိုးဖြေပေးလို့ရတယ်နော်အဲ့တော့ဒီနေရာမှာကိုသဘောကျနှစ်ချိုက်တဲ့ကိုသိတဲ့တယောက်နာမည်လေးဖြေပေးလိုက်ရုံပဲဖြေတာတော့ကိုယ့်ဘာသာဖြေပေါ့နော် number 2 question က what sport is he good at ဆိုတာကတော်တာတစ်ခုခုမှာတော်တာအင်္ဂလိပ်စာမှာတော်ရဲဆိုရင် good at English သင်္ချာမှာဆိုရင် good at maths ဒီလိုမျိုးအဲ့တော့သူဘယ်အားကစားမှာတော်တာလဲတဲ့ he is good at ဘောလုံးကစားတာတော်တဲ့အခါမှာဆိုနောက်က playing football လို့ထည့်ပေးလိုက်ရုံပဲ he is good at playing football အစသဖြင့်ပေါ့နော်ဒီလိုမျိုးဖြည့်ပေးလို့ရတယ် now number 3 question ကကျတော့ where does he live where does she live သူဘယ်မှာနေတာလဲသူနေတာကရန်ကုန်မှာဆိုလို့ရှိရင်တော့ where ကိုဖြုတ် does ကိုဖြုတ်ပြီးတော့ live မှာ s ထည့်မယ် he lives in Yangon ပြင်မနာမှာဆိုရင် he lives in ပြင်မနာ in Mandalay in မကွေးစသဖြင့်နောက်ကသူနေတဲ့နေရာလေးဖြည့်ပေးရုံပဲ number 4ကကျတော့ how old is he how old is she အသက်ဘယ်နှစ်နှစ်လဲသူ့ရဲ့အသက်ကဘယ်နှစ်နှစ်လဲဆိုတော့ကျတော့အသက်15နှစ်ဆိုလို့ရှိရင် he is 50 years old ဘယ်လိုမျိုးဖြေပေးရုံပဲ20ဆိုရင် he is 20 years old 23ဆိုရင် he is 23 years old ဘယ်လိုဖြေပေးရုံပဲ now number 5ကကျတော့ how hard did he train or practice how hard did she train or practice သူဒီအားကစားမှာသူဘလောက်ထိအောင်ကြိုးကြိုးစားစားပြင်းပြင်းထန်ထန်လေ့ကျင့်တယ်လေလေ့ကျင့်နေဆိုတဲ့နေရာမှာ train ဆိုတဲ့ verb ကိုသုံးလို့ရတယ် practice ဆိုတဲ့ verb ကိုသုံးလို့ရတယ်ဘလောက်ထိအောင်လေ့ကျင့်တယ်လဲဆိုတော့ကျတော့သူ့ရဲ့ skill တွေ to develop his skills သူ့ရဲ့ skill တွေတိုးတက်လာဖို့ရာအတွက်သူဟာ trained a lot trained hard စသဖြင့်ပေါ့နော်ဒီလိုမျိုးသုံးလို့ရတယ်တအားကြိုးစားတယ်ပေါ့နော်အဲ့တော့ဖြည့်တဲ့အခါမှာ how ကိုဖြုတ် did ကိုဖြုတ် she ဒီ hard ကိုဖြုတ်မယ် he ကနေပြီးတော့ he trained did ကိုဖြုတ်ပြီးတော့ဒီနောက်မှာ ed ပေါင်းမယ် he trained a lot to develop his skills စသဖြင့်ဖြည့်လို့ရတယ်ဖြည့်တာတော့ကိုယ့်ဘာသာကိုတင်တော်တယ်လို့ကိုနှစ်သက်တယ်လို့တိုက်တယ်လို့ဖြည့်ပေါ့နော်အဲ့တော့ဖြည့်တော့မပြတော့ဘူး now number 6ကကျတော့ who was his trainer who was her trainer သူ့ကိုလေ့ကျင့်ပေးတဲ့ trainer ကလေ့ကျင့်ပေးတဲ့ဆရာဘယ်သူလဲတဲ့
Who ကိုဖြုတ် was ကိုနောက်ပို့လိုက်ရုံပဲအဲ့တော့ his trainer was ဥပမာဥမမောင်ကြီးနာမည်လေးနောက်ကအဖြစ်ပေးရုံပဲ Number 7 ကကြတော့ when did he post become famous when did she post become famous သူလူသိများထင်ရှားလာတာနာမည်ကြီးလာတာအစသူနာမည်ကြီးလာတာဘယ်အချိန်ကစနာမည်ကြီးလာတာလဲဘယ်အချိန်ကလဲဆိုတော့အချိန်ကိုမေးတာအဲ့တော့2000ခုနှစ်ကစနာမည်ကြီးလာတယ်တော့ဘယ်တော့ကစနာမည်ကြီးလာတဲ့စသဖြင့်ဖြေလို့ရတယ် one ကိုဖြုတ် did ကိုဖြုတ်မယ်he ကနေပြီးတော့ကျတော့ he post became famous ဒီကိုဖြုတ်လိုက်တဲ့အတွက် become က became ဖြစ်သွားမှာပေါ့နော်2020ဆိုရင်2020 2021 2023စသဖြင့်ဖြေလို့ရတယ်နော်နောက်ကနေပြီးတော့အချိန်ပြပုံလေးထည့်ပေးအောင်ပေါ့နော်ဒါဆိုလို့ရှိရင် number 8 has he won any prizes has she won any prizes စုရရဘူးသလားစုရရဘူးသလားဆိုတော့ he has ရဘူးတယ်ပေါ့ he has won many prizes စုရအများကြီးရဘူးတယ်ပေါ့ဒါလို့ဖြေလို့ရတယ် okay အဲ့ဒါဆိုရင်နောက် number 9ကကျတော့ what medals has he won what medals has she won ဘာစုတစိတ်တွေသူရတယ်လဲစုရတယ်ဆိုတဲ့နေရာမှာ has won ကိုသုံးထားတယ်နောက် has got ကိုသုံးလို့ရတယ်အမျိုးမျိုးသုံးလို့ရတယ်ပေါ့နော် what medals စုတစိတ်ဆိုတော့ကျတော့ bronze medal gold medal စသဖြင့်ပေါ့နော်ဇာတ်တွေကရွှေတစိတ်ငွေတစိတ်နော် silver medal အဲ့တော့စုတစိတ်သုံးမျိုးတွေကသူဘာစုတစိတ်တွေရတယ်လဲအဲ့တော့ဒီရွှေတစိတ်တွေရတယ်ဆိုလို့ရှိရင်တော့ he has won gold medals money gold medals ရွှေတစိတ်စုတွေအများကြီးသူရဘူးတယ်ပေါ့ဒီလိုမျိုးဖြေလို့ရတယ် okay ဒါဆိုရင်နောက်ဆုံး number 10ပေါ့ did he travel to other countries for international sports competitions နိုင်ငံတကာပြိုင်ပွဲတွေအတွက်တခြားနိုင်ငံတွေကိုသူသွားခဲ့သလားသွားခဲ့ရတာပေါ့သွားခဲ့ရတယ်ဆိုလို့ရှိရင် yes he did ဒါမှမဟုတ် he traveled to other countries for international sports competitions ဒီလိုမျိုးဖြေပေးမယ်နော်ဒါဆိုလို့ရှိရင်ဒီမှာကိုယ့်ဘာသာဖြေပါဘာကြောင့်ဖြေမပြတာလဲဆိုတော့နောက်မှာဒါနဲ့ပတ်သက်ပြီးတော့စာပိုင်လေးလုပ်ခိုင်းထားတာရှိတယ်အဲ့ဒီမှာကျတော့ဖြေပြပေးမယ် okay အဲ့ဒါဆိုရင်နောက် exercise number 1b 1b ကကျတော့ write a short paragraph on a sports star I admire using your answers ခုနကအဖြေလေးတွေကိုစာပိုက်ဖွဲ့ပြီးတော့ short paragraph ရေးမယ်ခေါင်းစဉ်ကို a sports star I admire လို့တက်မယ် a sports star I like ဒါနဲ့အတူတူပဲကျွန်တော်သဘောကျတဲ့ကျွန်တော်လေးစားအားကြတဲ့အားကစားသမားကျယ်ဝန်းတယောက်အကြောင်းပေါ့နော်ဒီခေါင်းစဉ်လေးတက်မယ်ဒါဆိုရင်အခုနံကဖြည့်ထားတဲ့အဖြေလေးတွေကိုစုပြီးတော့ short paragraph ရေးလိုက်ရင်ဒီတိုင်းရလာမှာပဲအဲ့တော့ခေါင်းစဉ်တက်မယ် a sports star I admire ခုနကနမူနာ sample ပါဇက်ကဖြည့်ပြလိုက်တဲ့ဟာလေးတွေပြန်စုထားတာပဲအဲ့တော့ there is a sports star I admire in my life ကျွန်တော်ဘဝမှာကျွန်တော်အားကြတဲ့အားကစားသမားကျယ်ဝန်းတယောက်ရှိပါတယ်ဒါလေးကတော့ဒီနေရာမှာ there is a sports star I admire in my life ဒါလေးထည့်လိုက်တာပေါ့နော်လိုအပ်လို့ရှိရထည့်လိုက်တယ်ကိုရေးတက်ရေးတက်တယ်လို့ရေးပေါ့ he is on သူနာမည်ကအောင်ပါဒီနေရာမှာဆရာတို့တွေက he are လို့သုံးလို့မရဘူး he am လို့သုံးလို့မရဘူး he တို့ she တို့ဆိုရင် is နဲ့တွဲပေးရတယ် he is good at playing football သူကဘာမှတော့ရလဲဆိုတော့ဘောလုံးကစားတဲ့နေရာမှာတော်တာတော်ရဲဆိုတဲ့နေရာမှာ is good ရဲ့နောက်က adl ထည့်ပေးရတယ်ပြီးတော့ birthday လာတယ်ဆိုရင် ing လိုက်ပေးရတယ်နောက်ဘယ်မှာနေရလဲဆိုတော့ he lives in ပြင်မနာနေပြည်တော်မှာဆိုရင် in နေပြည်တော်လို့ဖြေပေးမယ်နောက်အသက်လာမယ် he is 28 years old အဲ့တော့ဒီနေရာမှာအသက်လာမယ်20ဆိုရင်20 years old ဒီတိုင်းလာမယ်20ပဲဖြစ်ဖြစ်28ပဲဖြစ်ဖြစ်ရေးရမှာတော့ aspire ရမယ်နောက်ဘယ်လောက်ထိသူကြိုးစားသလဲပေါ့ he trained a lot to develop his skills သူ့ရဲ့ skill တွေတိုးတက်ဖို့ရအတွက်တအားကြိုးစားတာ trained hard ဘယ်လိုသုံးရင်ရတယ်နော်ဒါအရင်တော့ကြိုးစားခဲ့ရမလို့ simple past tense ကိုသုံးထားတယ်နောက်ဒီထားရမှာက develop လို့များသောအားဖြင့်ထွက်ကြတယ်တကယ်တမ်းတော့ develop
to develop his case. His trainer is Uma Maungji. သူကိုလေ့ကျင့်ပေးတဲ့ဆရာ trainer က Uma Maungji ပါအဲ့ဒီမှာလည်းပဲ S ကိုသုံးပြရတယ်အသုံးမပြရဘူးနောက်တစ်ကြောင်းကကြတော့ဘယ်အချိန်ကစသူလူသိများလာတာလဲဆိုတော့ in 2023 he first became famous in 2023 ပြီးခဲ့ရဲ့နောက်က adjective လိုက်တဲ့ပုံစံကိုမှတ်ထားမယ်နောက်စုတစိမ့်တွေရတဲ့အခါမှာ he has won many gold prizes စုတစိမ့်စုတွေအများကြီးရဘူးလေဒါကြောင့် international ပြိုင်ပွဲတွေလည်းတွားပြီးသူကစားခဲ့တာပေါ့ he traveled to other countries for international sports competitions ဒါ short paragraph လေးဖြစ်တယ်နော်စာပေရေးပြထားတာပါကိုယ့်ဘာသာကိုလည်းစူးစမ်းပြီးတော့ရေးကြည့်ပါ